ကဲအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ထုံးစံအတိုင်းပေါ့နော်ရည်စရာမောစရာဟာတာလေးတစ်ပုံနဲ့ကျွန်တော်ပြင်လဲပြီးတော့မှတင်ဆက်ပေးချင်ပါတယ်ခင်ဗျာဒီနေ့ဟာတာလေးကတော့စိတ်ဝင်စားဖို့အရင်ကောင်းပါတယ်ဘာလဲဆိုလို့ရှိရင်အလွမ်းမင်းသားနဲ့ပြဇမင်းသားအထိပြင်ဆင်နိုင်တဲ့မိကဆရာနဲ့ပေါ့ကျွန်တော်နဲ့တူလိုက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဟဲ့ပြုအဲ့ဒါခေါ်ကလေးကဲမိကဆရာလက်စွမ်းကျွန်တော်နဲ့တူလိုက်ပြီးတော့မှကြည့်လိုက်ရအောင်ဆရာမလွမ်းမင်းသားကြီးဒီနေ့လွမ်းမင်းသားကြီးမိတ်ကလာယူပါတယ်ဗောမင်္ဂလာပါလို့လည်းကောင်းပါမင်္ဂလာပါပလိတ်သက်ကြီးမင်္ဂလာပါပလိတ်သက်ကြီးမင်္ဂလာပါပလိတ်သက်ကြီးမင်္ဂလာပါတိုင်းထောက်ချတာဖုန်းနေလွမ်းမင်းသားကောက်ချလာပေါင်းသိချင်းခံပြအောင်ဒီလမ်းမရက်တိုင်းလူတယ်မလို့ပါဘူးလမ်းမရက်ဟောလမ်းမရက်လာပြီးသားရေးသူလေးဆွဲပြီးတော့ဟွာလေဒါရေးသူဒီမြန်မာနိုင်ငံထွက်တာမဟုတ်နော်လမ်းမတိုင်းမျိုးဒါကူရီးယားထွက်တာကိုရီးယားထွက်အောင်မိကတော့မှဒါမြန်မာနိုင်ငံထွက်ကိုရီးယားထွက်ရေးသူကညခုံးမွေးရလဲကိုရီးယားတော့ပဲလားကိုရီးယားတော့ပဲကိုရီးယားဘလန်းနေကိုရီးယားတော့ဟဲ့လားကိုရီးယားလွမ်းမင်းသားကြီးမဟုတ်ဘူးနဲ့ကိုရီးယားမင်းသားဖြစ်သွားလိမ့်မယ်လွမ်းမင်းသားကြီးလာအပြူကတော့လောက်ပြောက်ချင်နေကြီးဟိုကကာသရနာကိုမရီးနေတယ်ရှိတယ်ဒီနေ့လွမ်းမတိုက်တဲ့တိတ်ကြိုက်လေလွမ်းမင်းသားရဲ့မိတ်ကတဘောကြရီးနေလေလွမ်းမင်းသားကြီးလေထိတ်ကုန်လွမ်းမင်းသားရဲ့ငရဲကြီးမှတလို့မခောက်တာလီးတဲ့အခုကျတော့မြင်တာပါခင်ဗျာရှင်းတယ်လာရလွမ်းမင်းသားကိုထုံးတာတော့တွေ့လားမျိုးအပြုမရီနဲ့လို့အပြုဒီလောက်လာရကြည့်လိုက်နော်အနီးလေးတွေနဲ့နှုတ်ခမ်းနီးလေးသူပဲကျွန်တော်မင်းသားပါခင်ဗျာခန်းကြီးလည်းကောင်းတာပဲလက်နေမရီနဲ့လို့ပြောနေဟာလီကျွန်တော်လည်းပေါင်းတယ်ဒီလောက်ပဲမင်းသားဆိုဒီလောက်ပဲကောင်းတယ်နော်နာတန်လေးပေါ့နာတန်လေးပေါ့ပြလွမ်းမင်းသားရဲ့ချူပြလွမ်းမင်းသားရဲ့နာတန်လေးရပါမင်းသားကောင်းမောင်းပေးလူကပြီးမှတော့ကျွန်တော်မင်းသားပါခင်ဗျာချွေမန်းတင်မောင်လေးတော့လာကျွန်တော်မင်းသားပါခင်ဗျာမင်းသားပါခင်ဗျာမိတ်ကလာဒီဟိုဟာလေးနာတယ်လေးဆွဲပြီးတော့ပေါ့အောင်နာတယ်လေးပေါ့အောင်ဆွဲပြီး